မင်းကလေးတယောက်ကအိမ်ကိုပြန်ရောက်လာပြီးသူ့ချစ်သူကိုအာအသံစေဖို့ live လွှင့်ပြီးဖြောင်းနေခဲ့ပါတယ်။ဒါပေမဲ့မျော်လင့်မထားတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်။သူ့ချစ်သူကအရှာမင်းကလေးတယောက်နဲ့အိမ်ထဲဝင်လာတာပါ။အမျက်တော်တထွက်သွားတဲ့သူမကဘီယာဘူးနဲ့သူ့ခေါင်းကိုထုလိုက်ပါတယ်။ဒါပေမဲ့ချစ်သူကလွှဲမသွားတာကိုဝန်နေမိအစားသူမကိုအိမ်ကနေထွက်သွားဖို့အော်ဟစ်ခဲ့ပါတယ်။အချမ်းကတော့သူနဲ့ပါလာတဲ့ချမ်းသာသမီးတယောက်ကိုအထင်ကြီးစေခြင်းလို့ပါ။ထိုအချိန်မှာသူမကဖုန်းဟန် live လွှင့်နေစေဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ချစ်သူကမြင်လိုက်တာနဲ့ live ကိုချက်ချင်းပိတ်လိုက်ပါတယ်။ချမ်းသာသမီးကသူမကိုဘူးနဲ့ချင်းချောက်ပြီးဒီဟာရဲစလာ prank လို့ပရိသတ်ကိုပြောလိုက်လို့တောင်းဆိုပါတယ်။ဒါပေမဲ့သူမကပြန်တိုက်ခိုက်ပြီးဘူးနဲ့ထိုးကထပ်ပြေးနိုင်ခဲ့ပါတယ်။အဆက်ကွဲသွားတဲ့ချမ်းသာသမီးကကိုရဲလုံချုံကြီးအဖွဲ့တွေကိုခေါ်ပြီးဘာပဲဖြစ်ဖြစ်ပြန်ဖမ်းလာပါလို့အမိန့်ပေးလိုက်ပါတယ်။ထွက်ပြေးနေစဉ်သူမကအမျိုးသားတယောက်နဲ့မတော်တဆတိုက်မိပြီးကုညီပေးဖို့တောင်းဆိုပါတယ်။ထိုအမျိုးသားကသူမကိုကာကွယ်ပြီးလာရောက်တိုက်ခိုက်သူတွေကိုအနိုင်ယူလိုက်ပါတယ်။အလွန်လက်နေတဲ့သူမကသူ့လက်ထဲမှာမေ့လဲသွားပါတယ်။သူမလည်းပင်မဝစ်ထားတဲ့လက်ဝိရတနာကိုမြင်လိုက်တဲ့အခါထိုအမျိုးသားကအံ့အားသွင်းသွားပါတယ်။ဒါဟာသူကလေးဘဝချစ်သူဝစ်ထားခဲ့တဲ့အလားတမျိုးပုံစံဖြစ်နေပါတယ်။သူမကိုကာကွယ်ဖို့သူ့အိမ်သို့ခေါ်သွားပြီးစောင့်ရှောက်ပေးခဲ့ပါတယ်။နောက်တနေ့မနက်မှာသူမဆင်လာပြီးသူ့အကျေးဇူးစကားမပြောနိုင်သေးပဲသူမရဲ့အဖိုးတန်ဆုံးလက်ဝိရတနာကိုချန်ထားပြီးထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ချမ်းသာသမီးရဲ့အဖေကလူကြားတဲ့အဆက်ကွဲသွားတဲ့အတွက်စုညံ့ကအမွေဆက်မပေးတော့မယ်လို့ချင်းချောက်ပါတယ်။ဒါကြောင့်ချမ်းသာသမီးကမင်းကလေးကိုပုံမမုံတီးလာပါတယ်။သူမရဲ့မိခင်ကသမီးအနာတရေဒီကြောင့်ဝမ်းနေပြီးကိုရဲလုံချုံရွအဖွဲ့တွေကိုအမိန့်ပေးကမင်းကလေးကိုဖန်ဆီးပြီးမိအောက်ခန်းသို့ခေါ်လာပါတယ်။ချမ်းသာသမီးကသူမကိုပါရိုက်ပြီးဒီအတွက်နောင်တရက်နေလို့ပြောကထိုးနောက်ထိုးအမိန့်ပေးပါတယ်။ဒါပေမဲ့မိခင်ကမင်းကလေးရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါရက်တန့်သွားပါတယ်။သူမဟာမပြောက်ကွယ်သွားတဲ့သမီးနဲ့အလွန်စင်တူနေပါတယ်။မိခင်ကမကြည့်နိုင်တော့ပဲကိုရဲလုံချုံကြီးတွေကိုရက်ဆိုင်ခိုင်းပြီးထွက်သွားပါတယ်။ဒါပေမဲ့ချမ်းသာသမီးကလွှဲခွဲထိုးနောက်ထိုးကိုဆက်လုပ်ဖို့အမိန့်ပေးခဲ့ပါတယ်။မင်းကလေးကကိုယ့်ရဲ့ကံကြမ္မာကိုလက်ခံလိုက်တယ်လို့မျက်လုံးပိတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ချစ်သူဟောင်းလာရောက်ပေါ်လာပြီးငါအခွင့်အရေးကိုဖျက်ဆီးလိုက်တာမင်းကြောင့်ပဲလို့အပြစ်တင်ကထိုးနောက်ဖို့ရွေ့ရှားလာပါတယ်။ထိုအခါအင်ဂျီတစ်ထက်ကသူ့ကောင်းပေါ်ကိုဖြန့်ဝဲကြလာပါတယ်